ချလာပြီးမှကိုယ်ကူလာကိုယ်ရှက်ပြန်ကူလာနော်ကိုယ်ဒီမှာအတန်လဲပါတယ်နော်ရက်ကူလို့ရအဲ့တော့အခုတို့ကအပေါ်လက်ဆွဲညက်တော့မယ်အပေါ်လက်ဆွဲမညက်ခင်ကိုမေးကြလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့သပင်ဆညက်တော့မယ်ဆိုအရင်ဦးဆုံးကိုတို့ဘာလို့လဲစီခွဲတယ်စီခွဲပြီးရင်ဂိတ်ထိုးတယ်ဂိတ်ဆိုးပြီးရင်ဗီနက်ဆက်နဲ့ဖြီးတယ်ဗီနက်ဆက်နဲ့ဖြီးပြီးသွားရင်တောက်ရိတ်တယ်တောက်ရိတ်ပြီးရင်ပေါ်သက်ဆွဲတယ်အပတစ်ချက်ရှိလဲ5ချက်ရှိတယ်အရှိမတော့လုပ်ငန်းဆောက်တာတွေအများကြီးရှိသေးတယ်အဲ့ဒါတပည့်စကဲတကယ်သပင်ညက်တော့မယ်ဆိုရင်တော့ကိုတို့ဘာလို့လဲဆိုတော့ပြောပြနော်โอเคလားအဲ့တော့အပေါ်စီခွဲတယ်စီခွဲတဲ့ချိန်မှာမိနစ်ကိုအများကြီးမထားဘူး1မိနစ်2မိနစ်ပြင်ပဲပုံအများကြီးစီမခွဲအကြိုက်မခွဲတယ်နော်ဘာလို့အောက်မှာခြုံလေးခြုံထားတာဖြစ်တဲ့အတွက်အဆမာကပူတယ်နော်โอเคအဲ့တော့ပြောအောင်ရှင်စီခွဲပြီးရင်ဘာလုပ်လဲဂိတ်ထိုးတယ်စီခွဲရင်လည်းညီအောင်ခွဲတယ်ဂိတ်ထိုးပြီဆိုရင်လည်းမှန်အောင်ထိုးရမှာအဲ့တော့စီခွဲတာညီမှဂိတ်ထိုးတာမှန်မှာစီခွဲတာမညီဘူးဆိုရင်ဂိတ်ထိုးတာမညီဘူးစီခွဲတာမညီဘူးအပေါ်အောက်ရောက်နေဆိုလို့ချင်းဂိတ်ကဒီမှာလက်နှလုံးထိုးထားတယ်ဒီဘက်လည်းလက်နှလုံးထိုးထားတယ်အပေါ်ကညီပါမလားအဲ့တော့စီခွဲတာမှန်မှဂိတ်ထိုးတာလည်းဘာဖြစ်လဲမှန်မှာโอเคလားနားလည်လားမသိဘူးအဲ့တော့ဂိတ်ထိုးတယ်ဂိတ်ထိုးတဲ့အချိန်မှာလည်းစပင်းတွေအကုန်လုံးပတ်ပတ်လဲမထိုးအခုတော့ fake ညက်တယ်ဆိုရင်တော့တမျိုးပေါ့ fake ညက်တယ်ဆိုရင်တော့ကိုယ်ပတ်ပတ်လဲညက်တာပေါ့နော်အဲ့တော့ကိုတော့ဘာညက်တာလဲ normal ကတ်ပဲရှိသေးတယ် fake မဟုတ်ဘူးဟုတ်ပဲနားလည်လား normal ကတ်ညက်တာဖြစ်တဲ့အတွက်ကိုတို့ကစီခွဲပြီးတော့ဂိတ်ထိုးတဲ့အခါမှာအချမ်းကိုရင်ပြီးအောင်ထိုး customer မေးပါအဆင်ပြေလားထပ်ပြီးတော့တိုးကျင်သေးလားထပ်ပြီးတော့ပါကျင်သေးလား customer တခြားမေးလို့ okay ပြီဆိုတော့မှဒီဘက်ပြီးတော့မှပဲသွားမှာလဲဒီဘက်ချမ်းအောင်သွားဒီဘက်ချမ်းနှစ်ချမ်းလုံးပြီးပြီဆိုတော့မှအနောက်ကိုသွားတဲ့အချိန်မှာလဲအနောက်ကနောက်စီနဲ့တညီရဲထားမှာလားနောက်စီနဲ့အောက်ကိုထားမှာလားနောက်စီအပေါ်ကိုထားမှာလား customer နဲ့ဒီချာလေးမေးပြီးတော့ညက် okay လား customer မမေးဘဲနဲ့မညက်နဲ့ပြီးတော့နောက်တစ်ခုအရင်ရေးကြည့်တယ်မင်းတို့ကြိုက်တဲ့ပုံစံမညက်ပေးပါနဲ့ဟုတ်ပဲရှင်းလား customer ကြိုက်တဲ့ပုံစံညက်ပေးရမယ်နောက်ဆုံး customer ကအောက်ခြေအကုန်လုံးအပြောင်ထိုးခြင်းနဲ့အပေါ်မှာစပင်းအုံလိုက်ကြီးထားခြင်းနဲ့ဘိုက်ကလေးကီလိုညက်ခြင်းနဲ့ဘယ်လိုလုပ်မလဲညက်ပေးရမှာနော်ပြောခြင်းတဲ့သဘောတည်းဆရာကျွန်တော်ကဒီအလဲကိုအမြောက်လာကြီးထားမှာဘေးတွေအကုန်လုံးအပြောင်ထိုးခြင်းတာအဲ့ဆိုလည်းမင်းတို့ဘာလုပ်မလဲညက်ပေးရမှာဆရာနဲ့မလိုက်ဘူးဆရာနဲ့ကတော့ဆင်ပြေသွားပြောလို့မရဘူးဟုတ်ပြီရှင်းလားမသိနော်သူကြိုက်တဲ့ပုံစံဘာလုပ်ပေးရမလဲညက်ပေးရဒါပေမဲ့မင်းတို့မှာအကြံပြုပိုင်ခွင့်တော့ရှိတယ်ဟုတ်ရဲ့နားလဲလားအကြံပြုပိုင်ခွင့်ပဲရှိတယ်မင်းတို့ဆရာသွားလို့မရဟုတ်ရဲ့နားလဲလားမသိနော်โอเคအကြံပြုရဆိုခုနကဆိုပါစို့အမြောက်လာကြီးထိုးပဲဆိုရင်တော့ဘယ်လိုပုံစံလေးထိုးချင်တာလဲစပင်းအတိုးရှည်ဘယ်လောက်ထားချင်တာလဲညီလေးထိုးချင်တာလားချုံလေးထိုးချင်တာလားမင်းတို့ပြောပြအကြံပြုခွင့်ရှိနောက်ဆုံးဘိုက်ကလေးကညက်တယ်ဘိုက်ကလေးညက်တယ်ဆိုရင်ဘိုက်ကလေးကိုချုံလေးညက်ချင်တာလားအတိပုံစံညက်ချင်တာလားအပေါ်ဘယ်လောက်တိုးချင်တာလဲဘယ်လောက်ပါချင်တာလဲအကြံပြုပိုင်ခွင့်ရှိတယ်အကူကဘိုက်ကလေးကညက်မယ်ဆိုလို့ရှိရင်တော့ဒီမျက်ခုံးလောက်အောက်ဆင်းရင်တော့ပိုလှတယ်ဒါမှမဟုတ်လို့ရှိရင်မျက်ခုံးပေါ်တက်ရင်တော့ပိုလှတယ်ဒါမျိုးမင်းတို့အကြံပြုပိုင်ခွင့်ရှိဒါပဲရကျန်တာမင်းတို့ဆရာတက်ခွင့်ရှိအဲ့ဒီနားလေလားအဲ့တော့ customer နဲ့ညက်ပြီဆိုလို့ရှိရင်မင်းတို့ကြိုက်တာညက်ရမှာလား customer ကြိုက်တာညက်ရမှာလားအဲ့ဒီနားလေလားအဲ့တော့တင်လင်းကျောင်းမှာတော့ customer ကြိုက်တာညက်ရမှာပါဆရာ customer ကြိုက်တာပါဆရာနည်းနည်းလေးဆရာလည်းဖြစ်တော့အဲ့ပဲလေကိုညက်ချင်တာကိုညက်တာရတယ်ညက်ခွင့်ရှိတယ်ညက်ခွင့်ရှိတယ်အဲ့ဒီ customer မင်းတို့ရှိရှင်းလေးမင်းညက်တဲ့ customer တိုင်းကမင်းရှိပြန်လာမယ်အဲ့ဒါကို binding customer လို့ခေါ်တယ်ဟုတ်ပြရှင်းလားကိုညက်တဲ့ customer ကကိုယ့်ကိုကြိုက်ပြီးပြန်လာတဲ့ customer ပဲဖြစ်ရမယ်ဆရာ10ယောက်ညက်တယ်10ယောက်ဆုံးပြန်မလားရတယ်အနည်းဆုံး10ယောက်တော့ပြန်လာမယ်မရှိဘူးဟုတ်ပြရှင်းလားအဲ့ customer စိတ်ကျင်တဲ့အောင်မင်းတို့ဘက်ကဝန်ဆောင်မှုပေးရမယ်ငါတို့လုပ်ငန်းဒီဝန်ဆောင်မှုပေးတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှင်းလားဟုတ်ပြနားလဲလားအဲ့တော့တတိထားရမယ်အဲ့တော့အရင်ကဘာလုပ်မလဲအပေါ်လက်ဆွဲမယ်အပေါ်လက်ဆွဲလို့ရှိရင်ဘာလုပ်လို့ရပြီလဲရေဖြန်းလို့ရပြီရေဖြန်းတဲ့အချိန်မှာတတိထားမှာပါလဲဆိုတော့လက်ကလေးနဲ့ကာပြီးတော့ဖြန်းမျက်နှာပေါ်ရေတွေစီးမကြစေနဲ့ရေတွေအများကြီးမသုံးနဲ့နည်းနည်းပဲသုံးမယ်တကယ်လို့အတွင်းထဲကိုနှိုက်ချင်တယ်ဆိုလက်ကလေးနဲ့နှိုက်ပြီးတော့သုံးလက်နဲ့မနှိုက်ချင်ဘူးဆိုရင်ဘာလုပ်မလဲဘီလေးနဲ့မပြီးတော့ရေဖြန်းတဲ့အချိန်မှာမျက်နှာကိုရေမစင်စေနဲ့အဲ့ဒီနားလေလားโอเคအဲ့တော့အပေါ်လက်ဆွဲပြီးဆိုဘာလုပ်လို့ရပြီလဲရေဖြန်းလို့ရပြီကြံတဲ့အချိန်မှာရေမဖြန်းပါနဲ့ဆက်ထဲကိုရေဝင်တာတွေဖြစ်တတ်တယ်နော်ဆက်အသွားတွေအစမပြေဖြစ်တတ်တယ်အဲ့ဒီနားလေလားအဲ့တော့အကိုတို့ကတော့ရေဖြန်းတာမကြိုက်ဘူးနော်ကြံတဲ့ချိန်ရေမဖြန်းနဲ့အပေါ်လက်ဆွဲပြီးဆိုဘာလုပ်လို့ရပြီလဲရေဖြန်းလို့ရပြီအဲ့တော့ဘေးကအကုန်လုံးဘာလုပ်ပြီးသားပြီလဲညက်ပြီးသွားပြီအပေါ်လက်ဆွဲညက်တော့မယ်အပေါ်လက်ဆွဲတိုင်းဘာလို့လဲ guideline လို့လေဘာလို့လဲအပေါ်လက်ဆွဲတိုင်းဘာလို့လဲအပေါ်လက်ဆွဲတိုင်းဘာလို့လဲမှတ်ထားနော်အရင်မေးတယ်လက်ဆွဲပြီးဆို guideline လို့ပြီးတာမှတ်တယ်အဲ့တော့အရင်ကဘာလုပ်မလဲ guideline ဖောက်မယ် guideline ဖောက်ဖို့အတွက်အလဲဥတိုင်းဖောက်မယ်ဘာလုပ်မှာလဲ
အလဲဦးတိုင်းဖောက်ဖို့အရှိမမှန်ရှိဆိုမှန်နေကြီးမှန်မရှိဆိုလို့ရှိရင်မျက်ခုံးဆက်နှစ်ခုရှိတယ်မှာမျက်ခုံးဆက်ဒီကနေတော့သွားမလို့နဲ့နော်ဒီမှာအရာကြီးဖြစ်သွားလိမ့်မယ်အဲ့ဘယ်ဆွဲမှာလဲဒီလေလောက်ကနေစဆွဲမယ်ဘီကျဲရှိတယ်ဘီသေးရှိတယ်ဘီကျဲဘက်ကနေစဆွဲမယ်လက်ကျိုးလေးရထောက်တာဘီပေါ်မှာလက်ညှိုးလေးရတင်ထားလိုချင်တဲ့နေရာတက်တဲ့အောက်ထိဆွဲချလိုက်ပြီးရင်လက်ညှိုးချန်တာဘီကိုဒီဘက်ကိုပို့ဒါလေးတိကျပြပြီနော်အဲ့ဒါအရင်ရေးကြည့်ရနော်အဲ့တော့လက်ညှိုးလေးရထောက်ထားမယ်တပင်းကိုဆွဲတယ်လက်ညှိုးကကျင်းခဲဘီကဒီဘက်ကိုပို့ဆွဲချပြီးဒီဘက်ချမ်းမျက်ခုံးဆက်ရှိတယ်မျက်ခုံးဆက်လက်ညှိုးလေးရထောက်တာဘီကကျင်းခဲလက်ညှိုးကဒီဘက်ကိုသွားပြီးလက်ညှိုးရဒီကပြန်ထောက်စပင်းကိုဒီဘက်ကိုပြန်ပို့အဲ့ဘာရဝိုင်းလဲအလဲဦးတိုင်းရပြီအလဲဦးတိုင်းဘာလို့လဲအလဲဦးတိုင်းရပြီအလဲဦးတိုင်းရပြီဆိုလို့ရှိရင် guideline စယူတော့မယ် guideline ယူတဲ့ပုံစံကတချို့ကအနောက်ကယူတာရှိတယ်တချို့ကအရှိရယူတာရှိတယ်အကိုတို့ကအရှိရယူတာအဲ့ဒါကိုသွားပြီးတော့သူများအနောက်ကယူတော့သွားပြီးမားရသွားပြောလို့မရအောင်ရှင်းလားမသိဘူးနော်ကြိုက်တဲ့ဘက်ကနေယူလို့ရတယ်โอเคနော်အဲ့တော့ကိုကဘယ်ကနေပါလဲအရှိရယူမယ်အရှိရနေ guideline စယူတဲ့နေရာကိုငါတို့ကဘီတပြားပဲယူမယ်အများကြီးမယူโอเคလားညာတန်ဆိုရင်ညာဘက်ကိုဆွဲမယ်ဘယ်တန်ဆိုရင်ဘယ်ဘက်ကိုဆွဲမယ်အကိုကညာတန်ဆိုတော့ညာတန်ညာဘက်ကိုဆွဲမယ်ဘီကျဲနဲ့ကောက်မယ်ညာဘက်ကိုဆွဲပြီးစပင်းပုံမလိုက်အဲ့ဒီရလားဘီကျဲရှိတယ်ဘီကျဲရှိတယ်1 2 3စပင်းအပေါက်ကြောင်းတိုင်းတက်တက်မယ်တကယ်လို့ဆွဲနေနဲ့လက်ကအရှိကိုရောက်သွားပြီဆိုလို့ရှိရင်အရှိကစပင်းကတုံမလားရှည်မလားတိုးပြီးတော့နောက်ကစပင်းကရှည်သွားတဲ့လက်ကဆွဲနေနဲ့နောက်ကိုရောက်သွားမယ်ဆိုလို့ရှိရင်နောက်ကစပင်းကတိုးပြီးတော့အရှိကစပင်းကရှည်သွားတဲ့သူကပြောင်းမြန်အဲ့တော့အရှိကိုရှည်ခြင်းနဲ့ဆိုဘယ်ကိုဆွဲမှာလဲနောက်ကိုဆွဲမယ်နောက်ကိုရှည်ခြင်းနဲ့ဆိုရင်အရှိကိုဆွဲမယ်ဘဲမှမရှည်ခြင်းဘူးသူ့ရဲ့ပေါက်ကြောင်းတိုင်းပဲတက်ဆွဲမယ်အဲ့ဒီနားလေလားအဲ့တော့ဘယ်ကိုဆွဲမှာလဲပေါက်ကြောင်းတိုင်းပဲတက်ဆွဲမယ်လက်ကိုဒီလိုခုံးမထားနဲ့လက်ကိုလက်ညှိုးနဲ့လက်ကလေးထပ်ထား1 2 3မီလီလက်နဲ့ကတက်ပဲသွားပြီးရင်စပင်းဘာလုပ်မလဲညက်ချစပင်းညက်တဲ့ပုံစံကဒီပုံစံကကြီး number 5ညက်တဲ့ပုံစံ1 2 3နဲ့ပဲဘာလုပ်လိုက်ပြီလဲညက်ချလိုက်ဘာရောက်သွားပြီလဲ guideline ရပြီ guideline ယူတတ်ပြီလားလဲဦးတိုင်းဖောက်တယ်ရှေ့ကနေပြီး guideline ယူတယ် guideline ရပြီဆိုလို့ရှိရင်နောက်မှမနေတော့ဘူးဘယ်သွားမှလဲဘေးကိုပြန်သွားမယ်အဲ့တော့ဘေးသွားပြန်ဒီလိုလေးကြည့်လိုက်နော်ကိုမင်းတို့ဗီဒီယိုလေးပြလို့ရအဲ့တော့ဒီမှာဘာဖြစ်လဲ guideline ရှိတယ်အဲ့ဒီ guideline နဲ့မညက်ရသေးတဲ့ guideline နဲ့ပေါင်းပြီးတော့အပေါ်ဆွဲမယ်1 2 3ဒီနဲ့လည်းနဲ့ကလက်ကဘီကိုတွန်းလာသဘောတရားအဲ့ဒါကိုဘီကိုအသေးတန် sorry သွားမကြိုက်နဲ့ okay လား1 2 3ဘီလည်းလည်းကတက်ပဲမကြိုက်လဲမြင်ရလားအဲ့ guideline နဲ့ဘာလုပ်တော့မှလဲရှင်းလားပြင်ညက်ပြီးသားစပင်းပြန်ယူမညက်ရသေးရနဲ့1 2 3တဲ့ပဲခိုင်းလိုက်မြင်ရလားပြင်ညက်ပြီးသားစပင်းယူမယ်1 2 3 4ဒီပြန်သိပြန်ရှော့ပြန်ဆွဲပြန်ရှော့ပြန်ဆွဲဒီမှာပါရှိရလဲရှိတ်သားရှိအဲ့တော့သူ့ရဲ့ပေါက်ကြောင်းတိုင်းပဲမလုပ်ခဲ့တာဆွဲခဲ့လဲဦးတိုင်းဖောက်တတ်ပြီလားအလဲဦးတိုင်းဖောက်ပြီးမလုပ်တာလဲခိုင်လိုက်ယူတာအဲ့တော့လူကဘေးမှာခိုင်လိုက်ယူပြီးသွားပြီဆိုလို့ရှိရင်ဘယ်ပြန်သွားမှာလဲအနောက်ကိုပြန်သွားမယ်โอเคလားနောက်ကရှေ့ကနေပြီးခိုင်လိုက်ယူရပြီဆိုရင်ဘေးကိုသွားတယ်ဘေးမှာအလဲဦးတိုင်းဖောက်တယ်ရပြီဆိုလို့ရှိရင်နောက်ကိုပြန်သွားတယ်ဒီအလဲကခိုင်လိုက်နဲ့ဒီဘေးကစပင်းနေဒီဘေးကစပင်းနေကိုညှပ်အဲ့တော့ခက်လားမကပ်ဘူးအလဲမှာခိုင်လိုက်ရပြီဆိုလို့ရှိရင်အဲ့ခိုင်လိုက်ကိုယူမယ်ဘေးမှာမညှပ်ရသေးတဲ့စပင်းနေမရှိဘူးလားအဲ့ဒီရှိတဲ့စပင်းတွေကိုပေါ်ဆွဲမယ်1 2 3တဲ့အပေါ်ဆွဲလာမယ်မြင်ရလားအဲ့ဒီ guideline နဲ့ထွက်နေတဲ့စပင်းတွေဘာလို့မှလဲညက်ချနောက်တစ်လောထက်ဆွဲဘယ်ကိုဆွဲမှလဲအပေါ်တက်ဆွဲမယ် guideline မြင်ရလားအဲ့ဒီ guideline နဲ့ဘာလို့မှလဲညက်ချပြီးနောက်တစ်လောထပ်သွားမယ်စပင်းကိုအများကြီးမယူတလွာစီပဲယူမယ်ဘီတပြားစာပဲယူမယ်အများကြီးမယူနဲ့စပင်းတွေအကုန်လုံးပေါင်းပြီးဆွဲလိုက်လို့ရှိရင်အတူရှင်ညီပါအောင်မလားအမြန်လိုချင်တယ်ဆိုပြီးအတူရှင်တွေမညီအောင်သွားလို့မရဘူးပြောချင်တဲ့ဘောအဲ့တော့တလွာချင်းစီပဲဘာလို့မှလဲဆွဲမယ်တက်ဆွဲမယ်တလွာချင်းစီပဲဆွဲမယ်တက်ဆွဲမယ်တလွာချင်းစီပဲဆွဲမယ်တက်ဆွဲမယ်တလွာချင်းစီပဲဆွဲမယ်အပေါ်တက်ဆွဲအဲ့တော့စပင်းဘက်ကစပင်းတွေအကုန်လုံးမညီပါဘူးလားရောက်ဆိုရင်ဒီဘက်ဘေးကစပင်းတွေစဆွဲတော့ဒီဘက်ဘေးကစပင်းဆွဲမယ်ဆိုတော့လေ guideline ပမာလဲအလဲမှာရှိပြီးသားပဲအဲ့အလဲက guideline နဲ့ဘေးကစပင်းတွေပေါင်းမယ်ပေါင်းပြီးတော့အပေါ်1 2 3မီနလနဲ့ကတက်ဆွဲလာမယ် guideline မြင်ရလားအဲ့ guideline တိုင်းပဲဘာလို့မှလဲညက်တဲ့ချိန်မှာကကြီးကိုဒီလိုထိုးပြီးမညက်နဲ့ကကြီးလိုနည်းနည်းလေးမြောက်တာအပေါ်လေးကိုဘာလို့မှလဲထောင်ပြီးတော့ညက်
အခက်မသိရင်လက်ကိုညှက်မိတယ်အဲ့တော့လက်ညှိုးလေးပေါ်တင်ပြီးတော့ထောင်ညက်စကားပြောပြီးညက်တော့မှမထိဘူးအဲ့ဒီနားလေလားโอเคဒါဆိုလို့ရှိရင်ဒီဘောစပင်းတွေအကုန်လုံးမညီသွားဘူးလားအဲ့စပင်းလုံးဒဲမဖြစ်သွားဘူးလားအဲ့ဒီဘက်က channel ဒီတိုင်းပဲတလွာသွားနောက်သွားတစ်ပိုင်းပိုင်းတင်လားနှစ်ပိုင်းပိုင်းတင်လားသုံးပိုင်းပိုင်းတင်လားလေးပိုင်းပိုင်းတင်လားမင်းတို့စဉ်းစားလေးပိုင်းပိုင်းတင်လေးပိုင်းပိုင်းရမယ်ငါးပိုင်းပိုင်းတင်ငါးပိုင်းပိုင်းရမယ်1 2 3 4 5 6သဘောတရားအဲ့ဒါမင်းတို့ပုံမူတည်ရနော်ရှင်းလားမသိဘူးနားမလဲရှိလားအဲ့တော့အရင်ဆုံးမလုပ်မှလဲအလဲဦးတိုင်းဖောက်မယ်အလဲဦးတိုင်းဖောက်ပြီးတော့ guideline အရှိကနေစယူမယ် guideline ရပြီဆိုလို့ရှိရင်လူကဘေးကိုပြန်သွားမယ်ပြန်သွားပြီးလို့ရှိရင်တလွာချင်းဒီကို guideline ယူမယ် guideline ရပြီဆိုလို့ရှိရင်နောက်ကိုပြန်လာမယ်အဲ့အလဲရ guideline နဲ့ဘေးရစပင်းကိုဘယ်ကိုညှက်မှာလဲအပေါ်ကိုတဲညှက်မယ်တလွာကိုရင်ညှက်မယ်အပေါ်မှာ၃ပိုင်းမဖြစ်သွားဘူးလား၃ပိုင်းဖြစ်သွားတဲ့စပင်းကိုအလဲရ guideline နဲ့ဘေးကိုညှက်တယ်အလဲရ guideline နဲ့ဘေးကိုညှက်တယ်နားမလဲရရှိလားမရှင်းတာရှိလားရှင်းသည်ဖြစ်စေမရှင်းသည်ဖြစ်စေလေ့ကျင့်ကြည့်မယ်လေ့ကျင့်ကြည့်လို့မှသိပြီးတော့နားမလဲလို့ဆိုရင်ချက်ချင်းပြန်မေးပါโอเคလားနားမလဲရှိလားโอเคစ